ကောင်းကြီးတို့ရေစော်လေးဟာ ကျမထိုက်ကြီးနဲ့စော်ပါရဲ့အတွက်သူအစင်းနေနေရဘာတွေပြောတော့ခဏလေးစော်လေးကခဏထားကောင်းကြီးဖရန်ကိုဂေါ်ရဲ့စကေးတို့တစ်ချက်ရှိုးလိုက်ဖရန်ကိုဘလောက်ဂေါ်လဲဆိုရင်ပါပလစ်ကဒီဘွားချက်ဖွင့်ထားတဲ့ကောင်းလေးပဲကြိုက်ကုန်တာနော်ကြိုက်ကုန်တာတစ်ချက်ရှိုးခေါင်းကြီးကိုအပိုးလေးမပြောဘူးတကယ်ပြမှာတစ်ချက်ပဲရှိုးအမဲမြန်ကူရှင်သေသွားပြီသေသွားတဲ့အချိန်မှာမဲခဏလေးနားထောင်ကောင်းကြီးနားထောင် ပြောင်းဆွဲရင်တေးရအောင် ပြောင်းဆွဲရင်တွေ့တယ်အမဆွဲပြလိုက်တယ်ကြိုက်တာခေါင်းကြီးတို့နော်အေးစင်းလေးဟဲ့လားဒါလေးမေးလိုက်အောင်မယ်ကြိုက်လားလို့မေးလိုက်အောင်မယ်ကြိုက်လားဟဲ့ပြန်နားထောင်ကြိုက်တယ်โอเคအဆင်ပြေတယ်ခေါင်းကြီးခဏလေးဘယ်ရမလို့လာဒီကိုလာအမေအေးစင်းလေးပဲဟဲပလိုက်မယ်တာဝါလေးဆွဲတက်ပလိုက်တော့ခေါင်းကြီးသဘောကျလာအေးစင်းလေးဟဲလားယောeasy ဒါလေးမကားသေးဘူးခေါင်းကြီးခဏလေးလာမယ် alpha ဟုတ်ပြီalpha လေးကကိုလိုက်လုံးနေတယ်ခဏလေးဆွဲပြမယ်နော်ခေါင်းကြီးတာဝါလေးကိုဖလစ်ကာနဲ့ဆွဲထည့်ပြမယ်ခဏလေးဆော့ရှုပ်အမဖုံးအဲ့လေ ဟုတ်တယ်ကွာဖရန်ကိုဆွဲရမိုက်တယ်အော်ကြိုက်ကုန်ပြီခေါင်းကြီးတို့မြင်တယ်နော်ခေါင်းကြီးတို့ရှောင်းလို့မရအောင်နော် public ကောင်းနေမှာကြိုက်ကုန်ပြီနော်အေးစင်းလေးဟဲ့တာခေါင်းကြီးရှုံးလိုက်တော့ franco စကေးတွေမြင်ဆုံးနေချူဟာယော ကလေးရဲ့အချင်းကျမထိုက်ကြီးနဲ့စော်ပါရဲ့အတွက်သူအစင်းနေနေရဟုတ်ပြီဘာတွေပြောတော့ကလေးဆိုလားဘာဆိုလားမသိဘူးပြောတော့စော်လေးလားဒီကောင်းပါကောင်းရှုံးပလိုက်တယ်အဲ့ကလေးနှုတ်ပါကလေးကိုလွတ်မြခိုင်းဟာလုံးမတော်ဆိုးရကောင်မေးဘာကောင်းအာယောသူမေးလိုက်ရိုက်လိုက်မှာသူမေးလိုက်ရိုက်လိမ့်မယ်စော်လေးချစ်စရာလေးနော်အော်ညစော်တယ်နော်ငါတို့အရင်ကိုင်းတယ်ဦးလေဘေးကိုင်းအဲ့ဘေးရိုင်မေဦးတန်းဦးဖြစ်သွားတာမေဦးနာနာတင်ပေးလိုက်တယ်ဟဲ့အောင်စော်လေးကနာနာအဲ့ဆိုအတွဲလားမသိဘူးဒီကောင်းတော့အတွဲနေမှာခေါင်းကြီးတို့အဲ့ကောင်နဲ့ဟိန်းဆိုတဲ့ကောင်နဲ့အပေါ်ကစော်လေးနဲ့တွဲလားမသိဘူးနော် तू ကမင်းမကန်လည်းရပါတယ်ကွာ तू ကမင်းမကန်လည်း သူ့မှာ fighter ပွဲပေါင်းလည်းရှိတယ်တန်ပွဲပေါင်းလည်းရှိတယ်လေဟုတ်ပြီငါလည်းခွဒီကောင်ဆောင်းစကားတော့များနေပြီခဏလေးကောင်းလေးခဏလေးဟုတ်ပြီပါရှိပါတော့နင်းချောင်းလေးပါပစ်ကုန်ပြီကောင်းကြီးဘက်ကရှိုးလိုက်အောင်စိုးလေးကအတန်လေးကိုမထွက်တော့ဘူးဟောင်းချက်စရာကောင်းနေပြောလိုက်လို့လားမသိဆက်ပြဘို့တန်ပြလို့ရတယ်ကျွန်တော်တန်ပြလို့ရနောက်ဆုံးမှကန်ဆော်ဒီပြဘူးကိုကြီးတို့ကလက်စပစ်ရတာကိုကြီးတို့က easy ပဲမပြဘူးကြိုက်တာပစ်ဘာမှမဖြစ်ကြိုက်တာပစ်တိုက်ရောကန်တိုက်ရောမပြကြပါတိုက်ရောမဟုတ်ဒိုင်ရောကိုင်းတဲ့ပူအားလည်းဟုတ်တယ်ဗျာဟောယောမြန်မာနံပါတ်89ယောလူကတ်အဲ့ယောင်ကြီး1900ပွဲပေါင်း1951မြန်မာနံပါတ်89โอเคယောင်ကြီးခဏလေးကိုင်းတော့ဂူရှင်နဲ့ဂူရှင်နဲ့နော်အေးပြီနဲ့သွားမယ်မင်းဟောဆိုယောဂူရှင်ကိုအိစပီးရီယန်လိမ့်မှာသွားမှာနော်ကြိုက်တယ်ချင်းမင်းသူတို့နဲ့โอเคဟာဆရာကြီးတယ်ဟုတ်တယ်အောက်ကပြောပြီအေးဆိုတယ်အမေရောက်ရဲ့သူ့ဆရာကြီးလို့ပြောတော့နော်ချီးကျူးတော့အေးဆိုတယ်ရောက်မဲလီစာကြီးတယ်ငါဘာလို့ရောက်ရဲ့မဲလီစာပါဟာမဲလီစာခဏလေးကျွန်တော်ဘက်ကဒီမဲဟိုကပစ်သွားတယ်နောက်တယ်ခဏလေးအာယုံနောက်တယ်ခဏကိုပစ်လိုက်တော့မနော်ခဏကိုပစ်လိုက်မှာကောင်းညခဏကိုဂေါ့ယုံနေမလားစောက်ချိုးယူဘာလဲတော့ဆရာကြီးဟေးတယ်ဖြင့်ဝိုင်းအမေရောက်ရောကောပြောနေတာဟာတယ်ရောက်ရေးဘာကောင်းတော့ဟာရောက်ရေးစောတန်းလေးလားဖုန်းလာနေတယ်ရောက်ရင်ဖုန်းတွေမှာပြောနေပြီရောက်ဂိမ်းစော်ရင်ဖုန်းတွေမှာပြောနေသွားပြီပေါ့လက်ပြန်နေပြီရောက်ရောက်ဟယ်လိုတဲ့ဟယ်လိုကျွန်တော်တို့က voice chat ထဲမှာဖုန်းပြောတာကနားထောင်နေရဒုက္ခပဲဟယ်လိုနဲ့ဒါငါဖုန်းလာတာမဟုတ်ဘူးလက်ချမိုင်းရောက်ရေးသူ့ဖုန်းလာမြန် तू မသိဘူးဒုက္ခပဲငါလို့စော်လေးတန်အောင်မတွေ့ဘူးစော်လေးရတယ်ပါစော်လေးရီးနေစကိုင်းရတယ်ခင်ဗျာအကောင်စကိုင်းရတယ်မေးလိုက်အောင်မယ်စကိုင်းဘဲရလဲလို့စာလေးရိုက်ပြီးတော်ကီလေးနဲ့ဖုတ်လိုက်အောင်စကိုင်းဘဲရလဲလို့လေမေးလိုက်ပြီကောင်းညိုအေးစေးလေးဟဲမှာဒီကဖရန်ကိုကိုင်းပြီဆိုဘာလုပ်အောင်လဲဆိုဘန်းတော့အောင်မယ်နော်ကောင်းညိုရှိုးလိုက်တော့အေးစေးလေးဟဲမှာနော်စော်လေးကဘာမှကိုမပြောဘူးကွာငါလည်းခွေးတယ်ပွားချက်ကဖွင့်နေတာစော်လေးကတက်ဟစ်အေးအောင်ကြီးဘာပြောလိုက်တာသူမြန်မာလိုကြီးပြောနေရတယ်မှာကျွန်တော်မမြင်အောင်ခဏလေးအမဆွဲပေးလိုက်မယ်ရောအမဖလစ်ကာလေးနဲ့ဖောက်ရောက်ရဲဘလူးပတ်ကြီးကစားပြီးသားကြီးကစောက်တော်လွဲတွေဖြက်ကုန်ပြီစပြီးစောက်တော်လွဲတွေဖြက်ကုန်ပြီငါလာခွေးတယ်ဘလူးပတ်မစားသေးဘူးဆိုပြီးဆွဲတာမွတ်တာပဲငါကောင်ခဏလေးပတ်တာအောင်ရှောက်ကုန်မယ်အမားတွေဖြက်ကုန်မယ်ခဏလေးရော့အမထပ်ဆွဲပေးထားတယ်ဒါမှလည်းကိစ္စမချူတန်ကြီးပါလာတယ်မွတ်တယ်ခင်ဗျာပိုက်တာဘာသာငါကောင်းနေဘာသာတော့မွတ်မယ်မားမယ်အမားကြီးတွေဖြစ်မယ်မမအောင်စက်ကြုံတော့ငါကောင်းနေစက်ကြုံဟုတ်တယ်ဗျာ fast ballet hyper ရသွားတယ်ကိုချင်းမင်းတို့ကွာပြတော့ကျိတ်လေးကနည်းနည်းလွဲသွားတာမိပြီးထင်ပြီးတော့လုံတာရောက်ပေါ်လာပါဂူရှီယာချောင်းမနိုင်ဘူး what the fuck ညောင်ရင်ဘာသာချောင်းဖိုင်မို့မယ်နော်အားလေးမှာဖိုင်မို့မယ်နော်ရောက်ရေးဟိုကောင်လားနေယူ
ငါတော့မြင်ရတာကွာဖလစ်ကနဲ့ပေးတော့ခဏလေးအကောင်လေးတက်ပြန်မယ်အကောင်လေးတက်ပြန်မယ်ခဏဆော့ ပြောင်းဆွဲရင်တေးအကောင်ဖစ်ကမရှိ ရှော့အမဆွဲပြလိုက်တယ်ကြိုက်လားငါကောင်ဆွဲပြလိုက်တယ်ကြိုက်လားခဏလေးမေးလာအောင်မယ်ကြိုက်လားလို့မေးလာအောင်မယ်ရှော့စားလေးရိုက်ပြီးကြိုက်လားလို့မေးလာအောင်မယ်ကြိုက် KYIDE ကြိုက် LR လာကြိုက်လားဟဲ့ခေါင်းကြီးတို့ ကြိုက်တယ် တဲ့အဲ โอเค တယ်မဲသဘောကျနေသဘောကျဟိုကိုလေးဈေးလို့ဘာတော့ ဒီစင်ကတပွဲရှိ ဟဲ့ကိုရှိတပွဲစီတယ် what the fuck ဘလို့ကောင်းတော့ဒီကောင်တော်တော်မိုက်နေပြီအောင်ဒီကောင်ဘလို့ကောင်းတော့ဘလို့တရဝါတော့ကောင်နေမင်းလိုပဲပြန်မေးရတော့မအောင်ဘလို့တရဝါတော့အိုးလုံးမဆိုဟီရိုဂင်း900တော့မှာနော်ဟီရိုဂင်း900တော့မှာချိန်နေ ငါလဲလာရုံးလေဟော ဟဲ့ရေဂူချက်မနိုင်ဘူးဆိုရင်ကိုလင်းကိုအေးစိလေးဂရိပဲစားလေကွာကိုတာဝါတဲ့နေလေမနိုင်လေဟီရိုဂင်းတွေတော်ပေးနေတယ်ချောင်းအောင်လာပြီးတဲ့စော်လေးလာပြီးတဲ့စော်လေးတန်ထွက်လာပြီးစော်လေးတန်ထွက်လာပြီး နောက်ကြ ကျောင်းကြီးစော်လေးလာပြီးစော်လေးကလာပြီးတဲ့ငါ့ကောင်လေးစော်လေးကနင်းကမဟုတ်ဘူးနော်နင်းကရွန်လည်းမရွန်အောက်လိုက်မတ်စမန်လင်းကိုရွန်ပေးရမှာငါ့ကောင်လေးကမတ်စမန်လင်းကိုအားလီမှာမတ်စမန်လင်းကိုရွန်ပေးမှာမေလီယာပါရွန်ပေးမှာမတ်စမန်သာမှာဘွဲရဟိုဖြစ်တာအမဆွဲသွားပြီခင်ဗျာဒါမှလည်းကိုကြီးပြန်ဆွဲပေးလိုက်တယ်ရှော့အမကြိုက်လာတကွက်အမတောင်ဝါလေးကိုဆွဲထည့်ပေးလိုက်တယ်မဲ့ခေါင်းညိုအဲ့ဒီနဲ့ပါကြိုက်တာတခါလေးရှော့ကြိုက်လာ easy နော်ရုပ်ဆိုးတဲ့ကောင်တွေပဲပါသွားဆောက်ချိုးရတကွက်ပြန်ပြလိုက်တယ်ကြိုက်လားအောင်လိန်ဟောင်းနေဂူရှင်ဖေးမရနဲ့နော်အမခဏရှော့အိုးနည်းနည်းလေးလွဲသွားတယ် မာနာမရှိဘူးပါ ချိန်မှာနည်းနည်းတန်လိုက်လေးထပ်ထားမှာကတ်ထားမှာဖြစ်မယ်နောက်က update ကြရင်နည်းနည်းတန်လိုက်ကတ်ဖို့တော့ကျွန်တော်နည်းနည်းမွန်တုံနည်းလောက်ဖုံးဆိုင်ပြောလိုက်မယ်နည်းလောက်တန်လိုက်လေးထည့်လိုက်အောင်နော်ဆင်မပြေဘူးလို့ဒီမှာချိန်ဆွဲတိုင်းနည်းနည်းမွတ်နေတယ်လို့ပြောမအခုတအားဖြစ်နေအခုတာဝါလေးဆွဲထည့်ပြလိုက်မှာရောက်ဖုံးကြည့်လိုက်တော့ကောင်းညို ဟုတ်တယ်ကွာရောဖရန်ကိုဆွဲရမိုက် ရောက်ရေးကြိုက်ကုန်ပြီကောင်းညိုမြင်နေမလား public ကကုန်နေကျွေးကုန်ပြီဖရန်ကိုစကေးတွေကိုကျွေးကုန် sorry ဖရန်ကိုအစီလာကြအောင်ငါချောင်းမနိုင် ဖရန်ကိုငါမင်းတိတ်ခါကြတယ်ကွာဂူရှင်ပလီယာတွေကြားရင်မင်းတိတ်ခါကြတယ်နော်မင်းလို့ရင်မလုံးနဲ့မဟုတ်ပါဘူးဒါတို့လည်းပြပြောလို့တော့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့တပွဲတွေကိုလားကင်တော့ဘာလို့တပွဲတွေကိုကင်တာတော့ရောက်ချတယ်ဟိုမှာ2ပတ်သက်1ပေါ်မှာကြိတ်နေပြီခဏလေးကိုဒီမှာမဲမဆိုင်လေးကိုကိုက်ပေးထားတယ်ငေါကောင်လေးမဆိုင်လေးကိုကိုက်ပေးတာဆက်ကြုံလို့ရတယ်ပေါ်လဲကိုကြည့်အောင်ခေါင်းည2ပတ်သက်1မခူးရှင်ရောဟိုကောင်မေရောနှစ်ကောင်2ပတ်သက်1 သွားပြီတင် ဂူရှင်ဆိုတော့ကောင်တကယ်မိုက်တဲ့ကောင်မေကွာဘယ်တပွဲပဲကန်ရအောင်ကွာငါဆဲတော့မှနော်မင်းမဟုတ်သေးဘူး round လာပြီးတော့ကွာဘာအလုံးများမသိဘူးခေါင်းကြီးရောက်ရင်မဟုတ်တော့ဆရာကြီးရဲ့လဲဆဲကုန်ပြီဟိုကဘာသွားလို့တော့ဟဲ့ငါတို့ hyper ဘာသွားလို့လဲတော့ဟဲ့ဟိုသူများနေတယ်ဒီကွာ fighter တစ်မျိုးချိန်လိုက်အောင်ပွဲကတားနေတော့မှတားသလိုမနေဘူးသူများတော်တယ်ဒီကွာသွားပြီပေါ့လိန်ကိုရင်မရှင်းဘူးခုကြာ objective တွေပေးရပြီရောက်ရဲခေါင်းကြီးတွေလောင်းရပြီလားမသိဘူးရေဖလန်ကိုကိုကြီးလောင်းရပြီလားမသိဘူးခဏလေးမဲကြိုက်ပေးလိုက်မယ်ကောင်းလေးဘာလာလို့တော့ရော့အေးစေးလေး3 0နော်ခေါင်းကြီးဖလန်ကိုတက်လာပြောတာ3 0နော်အေးစေးလေးဟဲណាကင်းလင်းစပိတ်တွေဖြစ်နေရအောင်ဘတ်တက်လာတော့မဟုတ်ပါဘူး5ပါလိုက်တော့ဘာမှမလုပ်ပေးနိုင်ဘူးဘာလိုက်တော့ကောင်းနေဘာလိုက်တော့ခဏလေးဆွဲပေးမယ်ငါ့ကိုခဏဆောက်အမဆွဲပေးလိုက်မယ်ဖလစ်ကာနဲ့တာဝါလေးဆွဲတက်ပေးလိုက်တယ်ဒါမှလည်းဘာမှမဖြစ်ဘူးငါ့ကိုမတ်စမန်လေးကဆွဲတယ်ဒါမှတက်ဆွဲတော့ပြီးသွားပြီအမြဟုတ်တယ်မေးလေးမလာနဲ့ဒီမဲ့မေးကိုကြည့်ခေါင်းကြီးတို့မေးကခုမှကောက်လာတယ် what the fuck အောင်လေးကိုခုမှ तू ကလာတာသဘောကျတယ်လို့နော်စော်လေးမလို့မဆဲတာလုံးမဆိုဆဲပြီးနေပြီမဟုတ်တော့ဘူးမဟုတ်တော့ဘူးမင်းတို့ကမဟုတ်တော့ဘူးငါလာခွေးကွာစင်မပြေဘူးကွာကြည့်လိုက်အောင်အမှန်ဟုတ်တယ်ဗျပြရတယ်မဖုံးဖင်ရပြီးတော့မပြရတယ်အကွက်တွေပြရတယ်ဒမ်းမရမလောက်ဘူးစောက်ဖင်ရတာဒီကောင်ကဖင်ကိုရတယ်အမှန်တကယ်က तू ဓာတ်ကိုသိချာပြင့်ဒမ်းမရလောက်ကိုလောက်တယ်ဘလုံးနေကွာမေးကိုတော့မတတ်နိုင်ဘူးဆိုတော့သွားပြီပေါ့ငါတို့ခုရှင်မျောလင်းလို့မရတော့ဟိုကောင်ဆဲကုန်မစမန်ဆဲကုန်ဟုတ်မင်းဆဲလက်ခဲမှာကွာအဓိကမင်းဘာအလုံးများမသိဘူးမင်းတေးထားတာပါလေဆိုရင်ဒမ်းမရမှာဘယ်ထွက်မှာတော့ရောချောင်းလားနေခဏအဲ့ချောင်းလေးဆွဲပြမယ်ခဏရော့လာထားဘွာကောင်းလေးဘဲရမလို့ဘဲရမဲအီမုတ်တွေပါပြသွားတာဒါတော့တာဝါလေးဆွဲထည့်ပေးလိုက်လို့ဂူရှင်ကကေးရနော်နှုံးမဆိုဒီသက်အားအောင်စကေးနဲ့ကိုကေးရဖို့မမြင်ဘူးငါလာကိုတော်ဆုံးနေဟာရောဟိုက်ပါရော့ဟိုက်ပါလာနေပြီရောနောက်ကောင်းလုံးဆွဲမယ်နော်ဆွဲမယ်ရော့ဂျိတ်ကတိုးနေတာအဲ့ဖုံးဆက်ပြီးပြောရမယ်တဲမှာလေဂျိတ်ကိုရှေ့ပေးဖို့ပြောအောင်မှာနော်ဂျိတ်ကလည်းတိုးနေမဟုတ်တော့ရောဟိုကောင်တကောင်နဲ့သွားပြီးကျုံနေ what the fuck ရင်ဝင်သွား ဟုတ်တယ်အကောင်လေးတောင်ပြောတယ်ဘာလို့ရင်နေဝင်သွားတော့ဟာကိုရှင်းပြန်ဝင်လာတယ်ဗျာခဏကိုရှင်းမယ်ရော့အော်ရောဂျိတ်ကတိုးနေတာနည်းနည်းလေးဖုံးဆက်ပြီးပြောမှကိုရတော့မှာခေါင်းကြီးတို့ဂျိတ်ကတော်တော်တိုးနေတာစိတ်တွေပါတိုးလိုက်ဂျိတ်ကပါတိုးတော့စိတ်တွေပါတိုးလိုက်ဖြစ်တင်တာခေါင်းကြီးခဏလေးဘယ်ဖရန်ကိုမရတော့ဖရန်ကိုကအေးစေးလေးဖရန်ကိုဆွဲပေးတာအလန်းနေကြီးပဲမင်းတို့ဆောက်တလွဲလုံနေငါတော့ဒမ်းမရမလောက်ဘူး what the fuck ဖြစ်ကုန်ပြီဆက်မပြေဘူးခဏလေးရော့ဂျိတ်တိုးတဲ့ကိစ္စပြောမှရမုံတုံပြောမှရမယ်အဲ့ကိစ္စနော်ဂျိတ်ကတိုးနေတာဘယ်နှခါရှိအောင်ကောင်းကြီး3ခါရှိပြီနော်ဂျိတ်တိုးနေတာကျွန်တော်လည်းမဆိုင်ဘူးလားကျွန်တော်လည်းမဆိုင်ဘူးဂျိတ်တိုးတာဘာမှလာမပြောနဲ့နော်အေးစေးလေးပဲ ဒမ်းမကဘယ်လုံးမှမရ ဒမ်းမရဘယ်လုံးမှမရဘူးလေအေးအောင်ကြီး
ဘဲရမှာတော့မင်းတောက်ချောက်ကျွေးမွေးထားတာဟိုဒီမှာချောင်းကျွေးမွေးထားချောင်း friend မဆာမန်ဆိုတစ်ချက်ကန်တာလောက်ရှိတော့မယ် what the fuck ချောင်းလိုကောင်မျိုးကိုသွားကျွေးထားတယ်မိုက်လိုက်တဲ့ကောင်ကွာမလို့ကောင်လုံးကွာဗါတယ်တော့ဆဲကုန်ပြီဆဲဘာလဲဘာလဲဆဲကုန်လဲအမှန်ဆွဲပေးမယ်ရော့အမှမင်း friend ကိုမဟုတ်ဘူးလို့ပြောတဲ့ကောင် friend ကိုမဟုတ်ဘူးလို့ကျိုးလာတဲ့ကောင်အကုန်ဆွဲတာလည်းအယောင်ကြီး ပြည့်ကွာဒီတိုင်းကြီး ဟိုက်ပါတေသွားပြီရောက်ရောဘာမှဂူရှီယန်လည်းကောက်တေနေဟာကောင်းကြီးတို့ရာကြည့်လိုက်တော့ damage ထွက်မဲ့ကောင်တွေကသေးနေတယ်သွားပြီဗောငါလာခွေးတယ်ငါတို့မတ်စမန်လေးတော့မွတ်နေပြီမတ်စမန်လေးကလည်းဆဲတယ်ဆဲပြရတယ်ဟောရောက်ရေး2 1ရောက်ရေး F5 ရဲ့ကျဲတာ level 73တိရှိနေပြီကွာ level 73တိရှိနေပြီသွားပြီဗောသွားပြီဗောရောက်ရေးလီးဖြစ်နေရလားမတ်စမန်မဟုတ်ဘူးငါကောင်ရမဟုတ်ငါကောင်ငါပြောပြမယ်ငါပြောပြမင်းနဲ့စာရိုက်မှဖြစ်တော့မင်းစာရိုက်မှဖြစ်မှာခေါင်းညွတ်ဟုတ်စိတ်မစိုးနဲ့ကျွန်တော်လူပြောရင်စိတ်မစိုးနဲ့ကိုပေးရင်တော့အစဲခံတကယ်ပြောတာကျွန်တော်မားရင်အစဲခံတယ်ဘာလို့လဲဆိုတော့ကိုမားတာလေဗျာကိုကပိန်းနေတာဟိုကိုမဆောက်တော့မကြတာအစဲခံမဟုတ်တယ်မလားအဲ့လိုမျိုးဘာလို့မင်းကလေးဆောက်စင်းနေတယ် GS ကိုဟုတ်တယ်မဟုတ်အဲ့လိုမျိုးသွားထရိုးရင်ကြာကျွန်တော်မရောက်လေဗျာရှား၄ယောက်ကကြာပွဲဆော့နေတဲ့ favorite hero ကင်ပြီးဆော့တာမျိုးကြီးလည်းရှိတယ်ဆိုတော့ကြောင့်ကျွန်တော်တို့ကဘလုံးမလုံးမရအောင်ကိုဘေနဲ့ကိုဆော့တယ်လို့တော့အဲ့လိုမျိုးမပြောနဲ့သွားပြီဘာလို့လဲတေးပြီငါကောင်ရသွားပြီငါကောင်ရချို့ကြရှိရဲ brother တို့ရဲ့သိမလားကိုဘေနဲ့ကိုဆော့တာဆော့ကျင်တဲ့ကောင်ဆော့မယ်ဘာညာအဲ့လိုမျိုးမဟုတ်ဘူးလေ brother တယောက်တည်းဆော့နေတာမဟုတ် brother ဆော့နေတာ9ယောက်ဆော့နေဗျာကျန်တဲ့4ယောက်ကိုအားနာဖို့ကောင်းတယ်ကျန်တဲ့4ယောက်ကသိရမလားကိုကတကယ်လို့ကိုကန်နေတဲ့ကောင်ကန်လိုက်လို့ကိုကအဲ့ဟီရိုတေချာမသိဘူးတေချာမကန်တတ်ဘူးဆိုရင်တခြားကောင်တွေကနစ်နာတယ်ဘလို့နစ်နာမသူတို့လည်းသူတို့ဘေးနဲ့ဆော့တာပဲဗျာနိုင်နေတာပဲဟုတ်တယ်မလားကိုကဒီလိုမျိုးကြီးလောက်တော့တခြားလူတွေနစ်နာတယ်လေဆိုတော့ကြောင့်မလို့ကိုကညံ့နေရင်ကိုဆဲခံလိုက်ဘာမှမဖြစ်ဘူးဆဲခံလိုက်လို့ဘာမှမဖြစ်ဘူးဘာလို့လဲနားရလည်းမရှိဘူးဗျာကြည့်လိုက်အောင်ချောင်းမှာဒီကောတွေပါပြနေအဓိကအဲ့ဒါကောင်းကြီးပါကျွန်တော်အဲ့တော့ကတော့ပြောချင်တယ်တကယ်ပြောတာဟာရောက်ရေးမေလေးကို3ယောက်ပေါင်းပြီးဖြတ်နေရလားမသိဘူးနော်တော်တော်ဆုံးနေငါတို့ဘွားရတော်တော်ဆုံးနေအဓိကဘာမှမဖြစ်ဘူးပြသိရမလားဖြစ်ဆဲခံလိုက်အယောက်ရေးဂူရှီကဝင်သွားပြန်ပြီအယောက်ရေး what the fuck သူများရဲ့ channel မှာသူများအိမ်မှာနောက်ပေါက်ကဝင်တာငါလာခွေးအမှနှုတ်သီးရိုက်ခံလိုက်ရပြီအမေဂူရှင်တော့သွားပြီဟေးငါခွေးတော်တော်ဆုံးနေပြီငါကောင်နေရအယောက်ရေးဟိုက်ပါတေတော့ချုံးပြီလားမသိဘူးငါလီသွားပြီဟေးကောင်းကြီးကဆုံးနေပြီငါခွေးကွာအယောက်ရေးကန်နေဒါမှလည်းချိန်ကြဆောက်တလို့တော်သေးတာဗောမေလေးကကဲပေးလို့မေလေးကကယ်ပေးလိုက်တာကွာအယောင်ရေးသွားကြပြီ3အောင်ပါပြီငါထင်းတယ်3အောင်ပါပြီသွားပြီအမြရောက်ရေးထိန်းလို့ရနိုင်ပါဦးမလားထိန်းလို့ရဟုတ်တယ်ဗျပြတယ်ဗျမဟုတ်လူကတာဘာမှတာမဟုတ်တာဒီကောင်ခရစ်တို့ဘာလို့ရှင်းလိုက်တာဝါလည်းမကြိုးဘူးသိလားအကောင်ပြကျင်နေတာသိလားတတ်မိတ်ကြီးကိုမဟုတ်ဘူးကွာမင်းတို့တွေအဲ့လိုမျိုးမလုပ်ကြပါနဲ့အဓိက run တင်နေတာပါလို့ game ဆော့နေတာပါနော်ပြောခြင်းကန်နီခရက်ဆော့နော်ပြောခြင်းကန်နီခရက်ဆော့ကိုယ့်ကိုတယောက်တည်းဆော့လို့ရတယ်ဘာမှမဖြစ်ဘူးနော်ဒီလိုမျိုးသိမလား9ယောက် 5/5 ဆော့နေရမယ့်အချိန်မှာတော့ဒီလိုမျိုးကြီးတွေဆေးမထိုးပါနဲ့တောင်းပန်ပါတယ်နော်ဆေးထိုးမဲ့လူတွေကိုလည်းကြိုပြီးတောင်းပန်တာပါကိုကြီးတို့ကြီးဆေးတော့မထိုးပါနဲ့ကိုတကယ်ရမှာကိုတကယ်ကျွမ်းကျင်မှာဆော့ပါကလပ်စစ်တို့ဘာလို့မှလည်းသွားပြီးဆော့လို့ရပါတယ်โอเคလား run မှာတော့လိုမျိုးကြီးတော့မလုပ်ကြပါနဲ့ကိုကြီးကိုလော်လေးခိုးမလို့ပါဆိုနေနော်တော့ပါပြီးသွားပြီဘာမှမရှိတော့ကောင်းကြီးရတရားဘာမှမရှိတော့သွားပြီစလိုးဘက်နဲ့တခါလေးဝင်သွားမက်လေးဒီကမက်တကချုံလေးစစ်မလို့ကြည်သေးတာကောင်းကြီးတို့ရစလိုးဘက်လေးဝင်သွားတာတခါလေးနှာခေါင်းလုံးရှော့ရပြီးရောငါလည်းကွီကုန်ပြီလားမသိဘူးကောင်းနေရှုံးပြီလား epic ကမ်ဘက်လို့ရသေးလားငါကောင်းနေဟုတ်တယ်ဗျာမေလေးက edit တွဲပြေးတယ်ဟောရောက်ရေးအဲ့ဖောင်းမြင်တော့ကောင်းကြီးတွေးတက်ချက်ကျွတ်စင်ကြီးဟာရောက်မသေးဘူးဟောတော်သေးတာပေါ့ဟောရတေးသွားလို့ဒါတော့မီးတောက်တဲ့ဖက်လေးနဲ့တေးသွားနော်ငါကောင်မင်းတေးလို့မရဘူးရှင်မင်းတေးရှုံးမှာနော်ငါကောင်ဘတ်ထောင်ဟုတ်တယ်မသေးသေးဘူးနည်းနည်းတော့မျောလင်းချက်လေးတော့ရှိတယ်ငါကောင်ဒီတော့ဆောက်တလို့မဝင်နဲ့ခရီလေးပဲရှင်းနည်းနည်းလေးရှိရခံမရတော့မဖြစ်နိုင်တော့ဘူးထင်တာပဲခရီရှင်းလို့လည်းမရအောင်လော်ရတယ်ကြီးပဲဆိုတော့သွားပြီးကောင်းကြီးတို့ရငါထွက်လာလည်းမမီတော့ဘူးမြင်းနဲ့တော့ကောင်းကြီးတို့ရဘာမှမဖြစ်ဘူးကိုကရှုံးတော့တာဘာမှမဖြစ်ဘူးဒါပေမဲ့ 5/5 ဖြစ်အောင်ဆော့နေရဗျာတခြားလူတွေတော့အားနာကြပါလို့တောင်းပန်ပါတယ်ရှုံးသွားပြီဖရန်ကိုကော့လည်းမကြုံနိုင်တော့ဘူးကောင်းကြီးတို့ဖရန်ကိုလည်းမကောတော့ဘူးသွားပြီနော်ကိုကြီးကမွတ်နေပြီမဆမန်လည်းမွတ်သွားပြီသူ့လိန်တော့မန်နေကောင်းမရုံးပေးရင်တော့ကျွန်တော်တို့ကဒါမျိုးတော့ဘာမှယုံလို့တော့ရမှာမဟုတ်ဘူးနော်ဒါပါပဲကောင်းကြီးတို့ရကျွန်တော်လည်းမတတ်နိုင်ဘူးကဲဆိုကြောင့်ဒီဗီဒီယိုလေးမဆုံးခင်မှာကျွန်တော်ရဲ့ YouTube channel တင်လေးကို subscribe လုပ်ပေးကြပါဦးဒီ channel တင်လေးမှာလုံးဝကိုမမျောလင့်ထားတဲ့ content လေးတွေနဲ့ကျွန်တော်လာခဲ့ပါမယ်ဆိုတော့ကြောင့်မလို့ကျွန်တော် 400k ပြည့်ရင်လည်းပဲကျွန်တော်လုံးဝကိုကျွန်တော်ယုံနဲ့တခါတည်းကျွန်တော်ဘာလုပ်လဲဆိုတော့ပြထားဖို့ရှိပါတယ်ဆိုတော့ကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကို subscribe ပေးဖို့မမေ့ပါနဲ့ဗျာအားလုံးပဲကျေးဇူးပါဘိုင်ဘိုင်ပါခင်ဗျာ